2026 ခုနှစ်ဖေဖော်ဝါရီလ21ရက်နေ့အတွက်ရရှိထားတဲ့မြန်မာပြည်တွင်းနိုင်ငံရေးစစ်ရေးသတင်းကောင်းစင်များအစီအစဉ်ကိုတင်ဆက်လိုက်ပါတယ်။ချင်းပြည်နယ်ဟာခမြို့မှာစစ်ကောင်စီကဦးစီးကျင်းပတဲ့88နှစ်မြောက်ချင်းအမျိုးသားနေ့အခမ်းအနားကိုဒရုန်းဖြင့်တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း CDF ဟာခကထုတ်ပြန်ထားပါတယ်။အဆိုပါတိုက်ခိုက်မှုကြောင့်အခမ်းအနားပြတ်သွားခဲ့ပြီးတက်ရောက်နေတဲ့စစ်ကောင်စီပြည်ထောင်စုဝန်ကြီးဒုဗိုလ်ချုပ်ကြီးရာပြည့်လည်းထိုနေရာမှတင်းရှောင်ထွက်ခွာသွားခဲ့ကြောင်းသိရှိရပါတယ်။ BNR ဖွဲ့ဝင်9ဦးဟာစစ်ကော်မရှင်ထံထပ်မံလက်နက်ချခဲ့ကြောင်းမြောက်ရီရုပ်သံကထုတ်ပြန်ထားပါတယ်။၎င်းတို့ရဲ့ဖော်ပြချက်အရ BNR ဖွဲ့ဝင်9ဦးဟာလက်နက်9လက်ဆက်ဆက်ပစ္စည်းများနဲ့အတူပလဲမြို့နယ်အတွင်းမှာရှိတဲ့စစ်ကော်မရှင်တပ်စခန်းတစ်ခုထံမှဆက်သွယ်ခဲ့ကြောင်းနဲ့အဆိုပါလက်ခံကြိုဆိုပွဲကိုမုံရွာမြို့မှာပြုလုပ်ခဲ့ပြီးထိုအဖွဲ့ဝင်9ဦးရဲ့အမည်နာမတွေကိုမထုတ်ပြန်ထားကြောင်းသိရှိရပါတယ်။ပဲခူးတိုင်းကြောက်ကြီးမြို့နယ်မှာစစ်ကောင်စီရဲ့အတင်းအဓမ္မစစ်မှုထမ်းမှုစုဆောင်းခံရတဲ့ပြည်သူစစ်10ဦးဟာကြောက်ကြီးမြို့နယ်မှာရှိတဲ့ PDF တပ်ဖွဲ့များထံလက်နက်ချအလင်းဝင်ရောက်လာကြောင်း KNU ဗဟိုဌာနချုပ်ကဖေဖော်ဝါရီ21ရက်နေ့မှာထုတ်ပြန်ထားပါတယ်။မန္တလေးတိုင်းနထိုးကြီးမြို့နယ်ရှိ NUG မြေရောက်ဈေးရုံကိုစစ်တပ်ကမိုင်းခွဲဖျက်ဆီးခဲ့ကြောင်းသိရှိရပါတယ်။ဖေဖော်ဝါရီ18ရက်နထိုးကြီးမြို့နယ်မြောက်ဘက်ခြမ်းမှာတိစောက်ထားတဲ့ NUG ရဲ့မြေရောက်ဈေးရုံကိုစစ်တပ်ကစစ်ကြောင်းထိုးစီးနင်းပြီးနောက်မိုင်းများတပ်ဆင်ကဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံးဒေါ်ကြည်ပြာနဲ့ခင်မုန်းတို့ဟာလူအခွင့်အရေးချိုးဖောက်မှုအလွဲသုံးစားမှုနဲ့မလျော်ဩဇာသုံးတယ်လို့ဆွဆွဲချက်တွေနဲ့တိုင်ကြားထားမှုကိုပြည်ထောင်စုဝန်ကြီးချုပ်ရုံးပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးဦးဆောင်တဲ့စုံစမ်းစစ်ဆေးရေးအဖွဲ့ကဒီကနေ့မှသတင်းစာရှင်းလင်းပွဲကျင်းပခဲ့ပြီးစုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့တွေ့ရှိချက်အစီရင်ခံစာအချင်းချုပ်ကို CDM တွေနဲ့ပြည်သူတွေကိုအသိပေးခဲ့တယ်လို့သိရှိရပါတယ်။ NUG ဝန်ကြီးချုပ်ရုံးအမြဲတမ်းအတွင်းဝင်မက်ကြည်ပြအမှုကိစ္စနဲ့ပတ်သက်ပြီး NUG ရဲ့ဆုံးဖြတ်ချက်တွေကိုတိုင်ကြားသူတွေကမကျေနပ်တဲ့အတွက်ပြည်သူတရားစီရင်နီးလန်းနဲ့ပဲဒီအမှုတွေကိုဆက်သွားမယ်လို့သိရှိရပါတယ်။မြကြီးနားမှာ MNA လေယာဉ်ဒရုန်းနဲ့တိုက်ခိုက်ခံရမှု KIA ညှင်းဆိုထားပါတယ်။ပြင်းထန်တဲ့တုံ့ပြန်မှုတွေလုပ်မယ်လို့စစ်တပ်ကလည်းထုတ်ပြန်ကြေညာထားပါတယ်။ဒီတိုက်ခိုက်မှုကိုကချင်လွတ်လပ်ရေးတပ် KIA အဖွဲ့နဲ့ PDF ပူးပေါင်းတပ်တွေကတိုက်ခိုက်ခဲ့တယ်လို့စစ်ကော်မရှင်ကထုတ်ပြန်ပြီး KIA ဘက်ကတော့ညှင်းဆိုထားပါတယ်။ခရီးသည်တင်လေယာဉ်တိုက်ခိုက်ခံရတဲ့ဖေဖော်ဝါရီ20ရက်နေ့မှာလျှက်စစ်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားတဲ့စစ်ကော်မရှင်ရဲ့ဝန်ကြီးဦးတင်အောင်ဆန်းတဲ့အဖွဲ့ဟာမြစ်ဆုံစီမံကိန်းအတွက်မြစ်ကြီးနားမြို့ကိုရောက်ရှိနေခြင်းလည်းဖြစ်ပါတယ်။စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ရင်းမာပင်ခရိုင်တပ်ရင်း2က PDF 9ဦးကြာဆုံးခဲ့ကြပါတယ်။စကိုင်းတိုင်းဒေသကြီးရင်းမာပင်ခရိုင်စစ်ဒေသရင်းမာပင်ခရိုင်အမှတ်1တပ်ရင်းနဲ့ရင်းမာပင်ခရိုင်အမှတ်26တပ်ရင်းတို့က PDF 9ဦးဟာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ကြာဆုံးခဲ့ရတယ်လို့ရင်းမာပင်ခရိုင်အမှတ်1တပ်ရင်းကထုတ်ပြန်ထားပါတယ်။